ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်က web design ရဲ့ founder ဝေဖြစ်ပါတယ်ဆိုတော့ဒီနေ့ video လောက်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ Photoshop mobile နဲ့ကြာစီဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြသွားပါမယ်ဒီ video default လုံးမှာကကျွန်တော်ဒီပြောရမယ့်ဟာတွေကကျွန်တော်လက်တန်းပြောအောင်ဖြစ်တဲ့အတွက်စကားတွေကထင်မယ်ပေါ့နော်ဒီလိုဝက်ချက်တွေရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော် script နဲ့ရေးမပြောတာဖြစ်တဲ့အတွက်ကျွန်တော်လိုဝဲနေတွေရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော်စလိုက်အောင်ကျွန်တော်တို့ Photoshop mobile နဲ့စာစီဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Photoshop mobile ကိုကျွန်တော်တို့ဖုန်းထဲမှာရှိထားရမယ်မရှိဘူးဆိုရင်ကျွန်တော်ရဲ့ Telegram channel ထဲမှာလာ download ရပါတယ် Telegram channel link ကိုလည်းကျွန်တော်ဒီ description မှာချပေးထားပါမယ်ဆိုတော့ကျွန်တော်တို့ Photoshop mobile ရလာပြီဆိုရင် Photoshop ရဲ့ဝင်လိုက်ပါမယ်ဝင်လိုက်ပြီးကျွန်တော်တို့ sorry ကျွန်တော်တို့ဝင်ချင်းမှာကျွန်တော်တို့လေးတွေ့ပါလိမ့်မယ်တွေ့ပြီးချင်းကျွန်တော်တို့ဒီ charge ပုံထည့်မယ်ပေါ့နော်ဆိုတော့ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ညာဘက်ထောင်းကဒီ plus sign ကိုလေးတစ်ချက်နှိပ်မယ်ပေါ့နော်အဲ့ကောင်လေးနှိပ်ပြီးရေမှာကျွန်တော်တို့ app photo ဆိုတာရှိတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးရပါမယ်အဲ့ကောင်နှိပ်ပြီးကျွန်တော်တို့ထည့်မယ် charge မုတ်ကတ်လေးကိုထည့်လိုက်ပေါ့နော်ဒီရေးကြီးရတစ်ခုကကျွန်တော်တို့ထည့်မဲ့မုတ်ကတ်က background မပါဘူးလို့ရေပေါ့နော်ကိုလိုချင်တဲ့ background တစ်ချက်ထည့်လိုက်ပြီးဒီကောင်ကကျွန်တော်တို့တစ်ခုတူရပါတယ်တူလဲဆိုတော့ align motion နဲ့တူတယ်ကျွန်တော်တို့ဒီထည့်ပြီးသားဖြတ်ပြီးသားလက် shape လေးတွေကျွန်တော်တို့ကဒီ layer တစ်ခုချင်းစီကျွန်တော်လည်းထည့်ရမှာပေါ့နော်ဆိုတော့ကျွန်တော်ထည့်လိုက်ပါမယ်ဒီကောင်လေးကိုကျွန်တော်လက် layer ထည့်လိုက်ပါမယ်ပေါ့နော်ဆိုတော့တစ်ခုချင်းစီကိုကျွန်တော်တို့အကုန်လုံးလိုက်ထည့်လိုက်ဗျာsorry ကျွန်တော်မနေတော့photo ဒီကျွန်တော်တစ်ခုချင်းစီကိုလိုက်ထည့်လိုက်ပေါ့နော်ဒါလေးအကုန်လုံးကကျွန်တော်တို့ဒီပေါ်မှာတက်ဖြစ်လို့ရတယ်ဒီ align motion မှာကျွန်တော်တို့တက်ဖြစ်လို့ရတယ်ပေါ့နော်ဒါတော့ဒီဗီဒီယိုကြည့်ကြလဲဒီ align motion သုံးတတ်မယ်ထင်ပါတယ်သုံးတတ်ဖို့ထင်ရင်လည်းကျွန်တော်နောက်ဗီဒီယိုမှာတင်ပြပေးသွားပါမယ်ဆိုတော့ကျွန်တော်တို့ဒါတစ်ခုချင်းလိုက်ထည့်လိုက်ပေါ့နော်โอเคကျွန်တော်တို့ဒီလိုမျိုးထည့်ပြီးဆိုရင်မှာကျွန်တော်တို့ layer box တွေသွားကြည့်မယ်ပေါ့နော်ဒါ layer box ကကျွန်တော်တို့ဒီမှာရှိတယ်ဒီကောင်လေးကိုချက်နေလိုက်ပေါ့နော်နှိပ်ပြီးရင်သူ့ဘေးနားညာလေးပြန်နှိပ်ပြီးပေါ့နော်နှိပ်ပြီးတော့ကျွန်တော်တို့ဒီတော့ဝင်သွားမယ်ဝင်သွားပြီးရင်မှာကျွန်တော်တို့ layer တွေပြန်ညှိမယ်ပေါ့နော်ဘယ်လိုပြန်ညှိမဲဆိုကျွန်တော်တို့ဒီအခုဆို layer တွေကမညှိဘူးဗျာဒီမှာရင်ဘက် layer တွေအပေါ်ဆုံးရောက်လိုက်ပြီးလေဘေးနေရာပေါ်ရောက်လိုက်ဖြစ်နေရပေါ့နော်ဆိုတော့ဒီကောင်လေးကိုအကုန်လုံးကျွန်တော်တို့ဒီကပြန်ညှိမယ်ဆိုတော့ရင်ဘက် layer ကအောက်ဆုံးမှာဖြစ်အောက်ဆုံးမှာရှိရမှာဖြစ်တဲ့အတွက်ကျွန်တော်အောက်ဆုံးမှာပို့လိုက်ပါမယ်ပြီးရင်ဘက် layer အပေါ်မှာတစ်ခုရှိရမှာကျွန်တော်လက် layer ရှိရမယ်လက် layer အပေါ်မှာကျွန်တော်ဒီလက်အထိတ်ကဟာလေးရှိရမယ်ပေါ့နော်အဲ့ဒါပြီးမှကျွန်တော်ဒီ level ရှိမယ်ပေါ့နော်ဒီမှာလက်ထိတ်ရဟာဆို level ကိုကြော်နေရဲဆိုတော့အကောင်ကျွန်တော်အောက်ချလိုက်မယ်ပြီးရင်ဒီ level နာရှိပြီးတွေကလေဂျိုလေးနှစ်ခုရှိမယ်ပေါ့နော်ဒါတော့ကျွန်တော်ရသွားပြီပေါ့နော်ထုတ်တဲ့ကျွန်တော်ဒီအောက်ဆုံးကကောင်ဒီ duplicate layer ပွားမယ်ဘယ်လိုပွားမလဲဆိုတော့ကျွန်တော်ဒီအဆက်30လေးရှိရပေါ့နော်ဒီမှာအဆက်30လေးရှိတယ်အကောင်လေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်မှာကျွန်တော် duplicate layer ဆိုတာရှိရအကောင်လေးတစ်ချက်နှိပ်ပြီးပေါ့နော်ဒါဆိုကျွန်တော်တို့ပွားသွားပြီပြီးရင်ကျွန်တော်ထုံးစံတိုင်းဒီကောင်လေးကိုဒီ Brazil Austin နေမယ်ပေါ့နော် Facebook ကောင်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာကျွန်တော်ဒီခါအဲ့လိုပဲ linear ဘန်းသက်ရှာမယ်ပေါ့နော် linear ဘန်း okay ဒါတွေ့ပြီဒါဆိုရင်ကျွန်တော် image နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးက layer ကနေဒီအောက်ဆုံးကနေစပြီးမှအပေါ်ဆုံးက layer တွေကောင်တို့ကျွန်တော် clip ပေးမဲ့ကတ်မယ်ပေါ့နော်ဆိုတော့ဘယ်လိုကတ်မယ်ဆိုတော့ခုနလိုပဲကျွန်တော်တို့ဒီဆက်30လေးနှိပ်မယ်ပေါ့နော်အဆက်30လေးကိုနှိပ်လိုက်မယ်ပြီးရင်မှကျွန်တော်တို့ဒီ clip to layer below ဆိုရှိရအကောင်လေးတစ်ချက်နှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော် clip မဲ့ဝင်သွားမယ်ပေါ့နော်ထုံးနေတူအကုန်လုံးကိုကျွန်တော် clip မဲ့ကတ်လို့ရတယ်layer များတော့တစ်ခုစီတင်မလုပ်ချင်ဘူးဆိုလည်းရတယ်ဒီမှာကျွန်တော်တို့ဒီအောင်ဆက်လက်ပြီးလိုက်ဒီမိစား30နှိပ်လိုက်ပြီးရင်ထိပ်ဆိုမှာ slash multiply ဆိုတာရှိရပေါ့နော်ဒီကောင်လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့တော့အကုန်ရွေးခိုင်းမယ်ပေါ့နော်နောက်ပြီးမှကျွန်တော်ရွေးခိုင်းမယ်ပြီးရင်ကျွန်တော်ထည့်ချင်တဲ့ဒီ clip မဲ့ကတ်ချင်တဲ့ဟာတွေကိုအကုန်လုံးရွေးလိုက်ပေါ့နော်ဒါဆိုရင်မှကျွန်တော်ရပြီပြီးရင်ကျွန်တော်ဒီ mode ဆိုတာရှိရနှိပ်မယ်အောက်က mode ဆိုတာရှိရအကောင်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးမှကျွန်တော်တို့ဒီ clip to layer ဘလို့ကနေလိုက်ကျွန်တော်တို့အကုန်လုံး clip မဲ့ကတ်ပြီးသားဖြစ်သွားပြီပေါ့နော်ဒါတော့ကျွန်တော်တို့ဒီပုံနဲ့ထည့်ရတာပေါ့နော်ပုံနဲ့ထည့်ရတာဟုတ်ပြီနောက်တော့နီးကကျွန်တော်ပြပေးပါမယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ BST file ကိုထည့်ရတာပေါ့နော်ဘယ်လိုထည့်ရလဲဆိုတော့ကျွန်တော်တို့ခုနလိုပဲဒီ plus sign ကိုလည်းနှိပ်လိုက်မယ်ပြီးအောက်ဆုံးကိုသွားမယ်ပြီးဒီမှာ browse ဆိုတာရှိရ start with an image from your device file ဆိုတာရှိရအကောင့်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကိုယ့်ရဲ့ mobile file နဲ့ရောက်သွားမယ်ပြီးရပါကိုထည့်ခြင်းတဲ့ BST file တစ်ခုရွေးထည့်လိုက်ပေါ့နော်ဒါပါကျွန်တော်ဒီမှာတော့ကျွန်တော်မှရှိရအတွက်ကျွန်တော်ဒီကောင်လေးထည့်လိုက်ပြီပေါ့နော်နားတော့ကိုထည့်တဲ့ file ထည့်ရဒါတော့ကျွန်တော်အဆိုင်ပြဖြစ်တဲ့အတွက်ကျွန်တော်တွေ့ရ file ကောက်ထည့်လိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီ mobile Photoshop တွေကိုဒီ Jazzy Mocha BST file ဝင်သွားပြီပေါ့နော်ဒါဆိုကျွန်တော်ချဲကြည့်လို့ရတယ်မှာဒါဆို GG လေးကိုမြင်ရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီ photo bin နဲ့တော့တူရပြတဲ့ခေါ်ရတော့ပြီးဒီကောင်းရဲ့အားနည်းချက်တစ်ခုကပါတယ်ဆိုတော့ကျွန်တော်တို့ဒီသူကပုံပြင်လို့မရဘူးဗျာဆိုတော့သူကဒီ photo editor ဗျာဒီ Photoshop ကပုံပဲပြင်လို့ရတယ်သူကဟိုလိုတွေဆွဲလို့မရဘူးပေါ့နော်မှာဆိုအောက်မှာဆိုကျွန်တော်တူတူလေးရဒါတွေပဲရှိရပေါ့နော်ကျွန်တော်တို့ဒီ photo bin ကိုပါ Photoshop တွေပါညာလို့ဆိုရင်ကျွန်တော်တို့ဒီပန်တူးမပါဘူးနော်ခေါင်းက shade တွေဆွဲလို့ရပါတယ်ပန်တူးတွေပါတယ်ဒီကောင်းကကျွန်တော်မပါဘူးပေါ့နော်
ဒီကောင်းကိုဘာအတွက်သုံးပါဘာအတွက်သုံးတင်လဲဆိုတော့ကျွန်တော်တို့ဒီဘာနဲ့တွဲသုံးတင်လဲဆိုတော့ကျွန်တော်တို့ align motion နဲ့တွဲသုံးတင်နေပေါ့နော် align motion မှာကျွန်တော်တို့ဂျာဂျီ design ဆွဲလိုက်ဆွဲပြီးဒီမှာလာထည့်ပြီးမှကျွန်တော်တို့ဒီ PSD ပဲထုတ်လို့ရတယ်ပေါ့နော်PSD ဖိုင်ကကျွန်တော်ခဏလေးပြပါမယ်တော့တို့ရရဆိုကျွန်တော် layer တစ်ချက်ပြစစ်ကြည့်မယ်ပေါ့နော် layer လေးစုံမစုံကျွန်တော်စစ်ကြည့်မယ်ဒီကောင်လေးတစ်ချက်နေလိုက်မယ်ပြီးရင် layer လည်းပြန်ဝင်မယ်ပေါ့နော်ပြီးရင်မှကျွန်တော်စစ်ကြည့်မယ်ပေါ့နော်ဒါဆိုအောက်မှာဒီပုတ်ကက်ရှိရဲဒါဆိုရင်ဘက်ကဟာဒါဆိုတခြားလေးပေါ့နော်ဒါကျွန်တော် message ပေးတဲ့ဒီတခြားလေးပျောက်သွားတယ်ပေါ့နော်မျက်စိဖွင့်တခြားလေးပြပေါ်လာတယ်ပြီးရင်မှပတ်ကြည့်လို့ကိုလေးပါရပေါ့နော်ဒါကအကုန်ဆိုတော့ကျွန်တော်တို့အကုန် layer လည်းကုန်စုံနေပေါ့နော် layer လည်းကုန်စုံနေโอเคဒါဆိုရပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ PSD ပဲထည့်တယ်ကြီးပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီကောင်အရာဘလို့ပြောင်းမဲ့ကျွန်တော်ပြပေးမယ်ဒါကခုန project လေးကျွန်တော်ပြန်ဝင်လိုက်ပြီပေါ့နော် project ပြန်နေလိုက်မယ်ပြီးရင်မှခဏဆောင်လိုက်ပေါ့နော်โอเคတို့ဆိုရပြီကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီအရာဘလို့ပြောင်းမလဲပေါ့နော်အရာပြောင်းတဲ့နေရာသူက2နီး3နီးတော့ရှိရဗျာဘယ်လိုလဲဆိုတော့သူကမှကျွန်တော်ချက်ပြပေးမယ်ဒါဆိုကျွန်တော်ဒီယူရိုတိုင်းပြောင်းရင်တော့ပြောင်းလို့မရဘူးပေါ့နော်ဆိုတော့ဒီကောင်ဒီ sorry ကျွန်တော်ဒီ select တစ်ခုယူရပြီပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ layer တစ်ခုခေါ်ရမယ်ဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်ဒီအောက်ဆုံးကဒီဘက်ပြီးတော့သွားလိုက်ပေါ့နော်မှာ paint ဆိုရရှိရအဲ့ကောင်လေးတစ်ချက်နှိပ်ပြီးတယ်မှာကျွန်တော်ဒီ layer တစ်ခေါ်မယ်မှာအဲ့ကောင်လေးရှိရပေါ့နော်အကောင်လေးလိုက်မှာကျွန်တော်ဒီ layer တစ်ပြလိုက်မယ်သူကနှိပ်လိုက်ပြီမှာကျွန်တော်ထိပါပြထားတယ် a new layer has been အဲ့ဆိုတာရှိရသူအတက်ပြောင်းလိုက်မယ်ပြီးရင်အဲ့ new layer has been အတက်ကိုအောက်ဆုံးကြီးချလိုက်မယ်အောက်ဆုံးချပြီးရင်မှာကျွန်တော်ဒီကောင်ကို click sorry ကျွန်တော်ဒီ create ကမှဆိုတာရှိရအဲ့ကောင်လေးချက်နှိပ်လိုက်တယ် sorry ကျွန်တော်အဲ့ကောင်လေးကိုအရင်ပြောင်းပြီဗျာဒီဘာမှမပါတဲ့ layer ကိုကျွန်တော်အရင်ထည့်ရမယ်ဆိုတော့ပြန်ထွက်လိုက်မယ်ခုန paint ဆိုတဲ့ထည့်ပြန်သွားမယ်ပေါ့နော် paint နဲ့သွားမယ်ပြီးရင် color fill ကိုချက်သွားမယ်ပြီးရင်ကိုလိုချင်တဲ့အရာတစ်ခုထည့်လိုက်ကြအခုမှကိုကအဝါဆိုအဝါထည့်လိုက်sorry အဝါဆိုအဝါထည့်လိုက်လင်မဖြစ်သွားပြီထားပါလေလင်မထားပါမယ်ပြီး machine နဲ့လိုက်ဒါဆိုကျွန်တော် layer ကမှကျွန်တော် layer ကလင်မဖြစ်သွားပြီပြီးရင်ဒီကောင်းကိုကျွန်တော်ဒီညာလက်ထည့်မယ်ပေါ့နော်ဒီဘက်လက်တက်လေးထည့်မယ်ဆိုတော့အကောင်လေးတော့ချက်နေလိုက်မယ်နေဖို့တော့ကျွန်တော်ဒီ mask cap ပါပေါ့နော် mask cap မှာဆိုတော့ဒီ edit mask ဆိုတာတစ်ချက်နေလိုက်မယ်ဒီကောင်လေးကို select ပြီးဟာပေါ့နော်ပြီးရင် mask cap မယ်ကက်မယ်ဖြစ်တဲ့တွေကတို့ဒလိုဖြစ်သွားပြီပေါ့နော်ဒလိုဖြစ်သွားပြီဆိုရင်မှကျွန်တော်တို့ဒီအဆက်30နဲ့နေပြရမယ်ပေါ့နော်အဆက်30နဲ့နေလိုက်နေပြီးမှကျွန်တော်တို့ဒီ inverse slashing ဆိုတာရှိရဒီကောင်လေးပြည့်ရလားမသိဘူးဒီကောင်လေး sorry ဒီကောင်လေးရှိရပေါ့နော် select inverse slashing ကိုစီအကောင်နေလိုက်မယ်နေပြီးအောက်ဆုံးကတော့ကျွန်တော်တင်သွားပြီပေါ့နော်အောက်ဆုံးမှာကျွန်တော်ဒီလာဆို2ဆိုတာရှိရအကောင်လေးယူပြီးလိုက်ယူပြီးရင်ဖုန်းကကျွန်တော်နည်းနည်းချစ်လိုက်ပြီပေါ့နော်ချစ်ပြီးမှကျွန်တော်ဒီမေးချောင်းတိုင်းနေလိုက်လက်လေးနဲ့ဖြတ်မယ်ပေါ့နော်ညီအောင်ဖြတ်ပေါ့နော်ဒါရေကျွန်တော်ချော်သွားရတော့မရပေါ့နော်โอเคဒါလည်းညီအောင်ဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအထိတ်ဆုံးကိုကျွန်တော်ပြန်လာဆက်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖြစ်သွားပြီဗျဒီလိုဖြစ်သွားမယ်ဓမ္မ၄နေရာဓမ္မတွေကကော့ပြီးမင်းနေရပေါ့နော်ဆိုတော့လိုဖြစ်သွားမယ်ဖြစ်ပြီးမှကျွန်တော် imagine လိုက်ရပြီပေါ့နော် imagine လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီလက်လေးရာခါမှာကျွန်တော်တို့အကြောင်းတွေးသွားပြီပေါ့နော်အကြောင်းတွေးသွားပြီโอเคဘာလို့အနီရောင်ဖြစ်နေသေးလဲဆိုတော့အပေါ်မှာကျွန်တော်ဒီအနီရောင် layer ရှိနေလို့အကောင်ဖြုတ်ပါမယ်ပေါ့နော်ဒါကခုနကျွန်တော်ထည့်လာတဲ့ move cut အရောင်ကြီးပေါ့နော်ဆိုတော့အကောင်ကျွန်တော်ဖြတ်လိုက်မယ်ဖြတ်လိုက်ရင်မှကျွန်တော်ရပြီပေါ့နော်ဖြတ်လိုက်ရင်မှကျွန်တော်ခုနအရောင်ရပြီပေါ့နော်အခုနအဝါရောင်ရပြီဆိုတော့ကျွန်တော်အဲ့အဝါပြောချင်ဆိုပြီးထုံးစံတိုင်းပဲအကောင် slap ပြီးမှ edit color ဆိုရှိရ edit color လေးကိုချန်ပြီးလိုက်ရင်ကိုလိုချင်းအရာပြောင်းမရရအစေးအောင်ပေါ့အစေးအောင်များတော့အမဲဆိုမဲဗျာအမဲရတော့တရက်မရဘူးပေါ့နော်ခဲအောင်မနဲ့တင်ပြရတော့အမဲသုံးမဲဆိုရင်ပြီးရင်မအနီဆိုအနီခဲအပန်းရဆိုပန်းရအပြားဆိုပြားဒါဆိုဒါတော့အရာပြောင်းလို့ရပါတော့ထို့ဒီတခြားအရာတူတူပဲဒီရေဘက်ကဟာလည်းတူတူပဲပေါ့နော်ရေဘက်ကဟာတော့ကျင်းနေဆိုပြီးတကောင်ကြောဖြတ်လိုက်ပြီပေါ့နော်โอเคတကယ်တော့မလို့ပေါ့နော်တကယ်တော့ဒီအဘော shape တွေမလို့ပေါ့နော်ဒီအဓိကမောက်ကတစ်ခုရရှိနေပြီပြီးရင်ဒီရင်ဘတ်လုံးမဖြစ်တဲ့ drive ရောထုံးတဲ့တိုင်းခုနလုံးကြီးlayer အသစ်ယူမယ်ပြီးရင်layer အသစ်ကိုကျွန်တော်တို့ဒီ sorry layer အသစ်ယူလိုက်မယ်ပြီးရင်အကောင်ကျော်အရာပြောင်းလိုက်မယ်အရာကsorry အဝါအစိမ်းထားလိုက်မယ်ဟုတ်ပြီရှင်းနေလိုက်မယ်ပြီးရင်layer လေးပြန်သွားမယ်sorry ကျွန်တော်ကဖြတ်မိသွားနေတယ်မဟုတ်ကဲ့ကို sorry အောက်ကတော့ဖြစ်တယ်ခုဖြစ်နေချက်လိုက်မယ်ပြီးရင်တော့ပြပွားမယ်ပြီးရင်တော့ဒီနေရာပန်းလုံးလိုက်မယ်โอเคမကြည့်လိုက်မယ်ပြီးရင်ခုနတကောင်ကိုedit မနဲ့လိုက်မယ်ခုနလိုပဲပြီးရင် inverse selection နဲ့လိုက်မယ်ပြီးရင်လာဆိုဒူးနဲ့ရင်ဘက်ကဟာကိုလွတ်လိုက်မယ်ပေါ့နော်ဒီလေးရောလွတ်လိုက်မယ်ဒီ imagine နဲ့လိုက်ပြီးရင်ဒီကောင် clip ဘက်ကရဒါဆိုကျွန်တော်ရင်ဘက်ကလေးရရပြီပေါ့နော်ဒါဆိုကျွန်တော်ရင်ဘက်ကရင်ရတယ်selection ခုန clip မဲ့ဟာလည်းအကုန်ပြုတ်သွားတယ်ပေါ့နော်ဆိုတော့ဒီကောင်ကိုကျွန်တော်အကုန်လုံးပြပေးလိုက်မယ် clip မဲ့ပြပေးလိုက်မယ် selection အကုန်ပြပေးလိုက်မယ်ပြီးရင် clip to layer ဘယ်လိုဒါဆိုရင်ကျွန်တော်ရပြီပေါ့နော်ဒါဆိုမှကျွန်တော်ရေဘက်က layer ရပြီဒါမှလည်းလည်းကျွန်တော်လူသွားရပါတော့ဟိုဒါတော့ကိုတိတ်ခါလေးကိုစိတ်ကြိုက်ကိုတိတ်ခါလေးညီမလို့ပေါ့နော်ဒီကောင်းမှာကကျွန်တော်တို့ဒီ designer ဆွဲလို့မရဘူးပေါ့နော်ကျွန်တော်ဆွဲပြရ design မဲ့တော့ထိလို့ရတယ်ထ
ထည့်ပြီးတော့ကျွန်တော် PSD ပဲထိုးရရပါတော့ဆိုတော့ PSD ပဲဘယ်လိုထုတ်မလဲဆိုတော့ကျွန်တော်ပြပြီးသွားမယ်ဒီကောင်းကိုကျွန်တော်ဆက်လက်ပြရရတယ်ကွာကျွန်တော်အကယ်ကျွန်တော်လိုချင် design ဆွဲပြီးသွားပြီဗျာဆွဲပြီးသွားပြီဆိုရင်မှကျွန်တော်ထည့်သုံးကဒီ download ခလုတ်လေးရှိရပါတော့ဒီကောင်လေးရှိရsorry ဘာနာလေးရှိရပါတော့အကောင့်နေနေမယ်နေပြီးအောက်ဆုံးမှာကျွန်တော်ဒီ advanced sorry အောက်ဆုံးကဒီ3ခုမြောက်က advanced exposure ရှိအကောင်တစ်ချက်နေလိုက်ပြီးရင်မှာ PSD file ကိုတစ်ချက်ယူပြီးမှာ save to define နေလိုက်ကျွန်တော်ရရပါတော့ဒါဆိုကျွန်တော် save to define နေထားတယ်ကျွန်တော်ဆက်တယ်ဝင်သွားပြီဟုတ်ပြီဒီကောင် PSD file ဟုတ်မဟုတ်ဘလို့ကျွန်တော်စစ်ကြည့်မယ်ပေါ့နော်ကျွန်တော် Chrome နဲ့သွားမယ်ပြီးရင်ကျွန်တော် photo B ရဲ့သွားမယ်ပေါ့နော်sorry photo B ရဲ့သွားမယ် photob.com photo B ဆိုတာခက်တယ်သွားမယ်ပြီးရင်ကျွန်တော်တို့မှာခုနယူခဲ့တဲ့ mock up ထည့်ကြည့်မယ်ပေါ့နော်ဒီကောင် PSD file အစစ်ဟုတ်မဟုတ်ကျွန်တော်ဆက်ကြည့်မယ်ထည့်လို့မှကျွန်တော်ခုနထည့်လဲ mock up ပေါ့နော် sorry ဒီမှာတော့လေးပေါ့နော်ဒီက file size နည်းနေကျွန်တော်ဒီတက်တက်ပြဆွဲထားလို့ပေါ့နော်ပြဆွဲထားဆိုတာနည်းနေတာဒါဆိုမှကျွန်တော် PSD file စစ်ဖြစ်သွားပြီပြီးရင်ကျွန်တော်ပြပေးမယ်ဒါလီယာပေါ့လေတောင်းပြီပေါ့နော်ဘာလို့ကျွန်တော်တို့ခါတိုင်းကျွန်တော် mock up သုံးနေကြလို့mask လေးတွေ့ထားရပေါ့နော်သူလေးလည်းရှိထားတယ်အဲ့လိုပုံစံဖြစ်သွားတာပေါ့နော်ဆိုတော့ဒါဆိုကျွန်တော်ဒါ mock up စစ်ဖြစ်သွားပြီပေါ့နော်ဒါလုံးဝ mock up စစ်ဖြစ်သွားပြီဒါဒီထုတ်လို့ရပြီပေါ့နော်ဒါလည်း photo B နဲ့သုံးလဲရတာပဲ photo B ပါကျွန်တော်တို့ဒီထစ်မယ်ပေါ့နော် photo B နဲ့ကျွန်တော်လွယ်သုံးနေကြတစ်ခုကကျွန်တော်ဒီ align machine ကဆွဲထားတာ design တွေကိုခုနကကျွန်တော်ပြောသလိုdesign တစ်ခုကြီးဆွဲပြီး photo B မှာထည့်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီလွယ်သုံးနေကြတာယူမယ်ဒီကောင်က layer နဲ့ထစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ Photoshop နဲ့ကြတော့ကျွန်တော်မဖြစ်ဘူးကျွန်တော်ကဒီထဲမှာကျွန်တော်ကိုယ်လက်ရှိလေးထည့်လိုက်မယ်ထည့်ပြီးအမှခုနကကျွန်တော်တို့AN ထဲမှာဆွဲထားတဲ့ design တွေကိုလုံးတော့ထည့်လိုက်မယ်ထည့်ပြီးမှ PSD ပိုင်းနဲ့စိတ်မှာစက်ရုံကိုပို့လိုက်ရင်ကျွန်တော်ရပြီပေါ့နော်ဒါတော့ကျွန်တော်တို့ဒီ Photoshop နဲ့ကျွန်တော်ဂျာစီဆွဲရမီပေါ့နော်ဒီကောင်ကကျွန်တော်တို့ photo editor ဖြစ်တဲ့သူကသူ့မှာကဒီပန်တူးတွေရှိတ်ဆွဲလို့ရတယ် software တူးတွေတော့မပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ design ပဲဆွဲလို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီကိုယ်ဘုတ်ကဖန်တီးလည်းရတယ်ပေါ့နော်ဒါခုနကကျွန်တော်ပြသွားတာကျွန်တော်တို့ကိုယ်ဘုတ်ကဖန်တီးလို့ရတယ်ပေါ့နော်တခုချင်းစီကိုကိုယ်ကလာဒီရှေ့တွေနဲ့အလိုက်အယောင်ပြောင်းပေါ့နော်အဲ့ဒါကြောင့်အယောင်ပြောင်းနေပြီးတော့ဘုတ်ကလောက်တာပေါ့နော်ကိုယ်နဲ့လောက်လိုက်တဲ့ဒီ PSD file တွေကိုကျွန်တော်ပြသုံးပြပါမယ်ဒါခုနကကျွန်တော်ထည့်ထားတဲ့ PSD file ကဒီကောင်ကိုကျွန်တော်ပြထုတ်လိုက်ရပေါ့နော် PSD file အစစ်ကျွန်တော်ထုတ်လိုက်မယ်ထုတ်လိုက်ပြီးရင် save to define နေလိုက်မယ်ထုတ်ပြရပါပြီပေါ့နော်ဒါဆိုကျွန်တော် photo ပြီးပြသွားမယ်photo ပြီးပြသွားပြီးရင်ကျွန်တော်ဒီ compact photo ပြန်နေမယ်ပြီးရင်မှာအထိတ်သုံးပေါ်လာအောင်နေလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ခုနဒီ Photoshop ထုတ်လာတဲ့ PSD file ကို photo ပြီးပြသုံးနေရတယ်ပေါ့နော်ဒါဒီအမဲအောင်လေးဖြစ်နေတာဒီစာတွေပေါ်လာကျွန်တော်ဘာမှမဖြစ်ဘူးပေါ့နော်ဒါကကျွန်တော်တို့ဒီဒူနဲ့မဆိုင်တဲ့ဟာတွေဒါကျွန်တော်ဒီ file size အရင်ကြီးနေလို့ဖြစ်နေတာပေါ့နော်2 bit တခြားတွေပြနေရပေါ့နော် okay ဒါဆိုရင်ကျွန်တော်ခုနထုတ်လာတဲ့ဟာလေးပေါ့နော်ဒါဆိုရင်ကျွန်တော်တခုမှပြတ်မသွားဘူးမှာlayerလေးပြသွားကြည့်မယ်ဒါဆိုကျွန်တော်ငိုတိုင်းပဲပေါ့နော်အတူတူပဲဒါကြောင့်ဒီ Photoshop သုံးကြည့်ပါPhotoshop နဲ့ဆိုမိုက်ပါလေအကယ်ကိုကဒီပြက်ပြကြီးလေးရပါတယ်ဆိုရင်ကျွန်တော်ဒီ photo ပြီးမှလာပြင်ပေါ့နော် photo ပြီးတဲ့အတိုင်းပဲကျွန်တော်ဒီထစ်တယ်ပေါ့နော်ဒါကောင်ဆိုကျွန်တော်ဆွဲရထစ်တယ်မမိုက်ဘူးဒါတော့ကျွန်တော်ဒီ photo ပြီးရ Photoshop ခေါ်ချက်ပေါ့နော် Photoshop ကကျွန်တော်တို့ဒီစက်တဲ့ဟာတွေကိုပြင်လို့ရတယ် Photoshop ပြင်လို့မရဘူးပေါ့နော်ဆိုတော့ဒီ view ကလောက်ပါပဲနောက် video ကကျွန်တော်ဒီ Jazzy နဲ့ပတ်သက်တဲ့ knowledge ထပ်ပြီးပေးသွားပါမယ်ဆိုတော့ကျွန်တော်တို့ account တွေကို like က subscribe လုပ်မလို့သေးရင်လုပ်တော့ပြီးအချိန်ပြည့်ခြင်းပါတယ်ဆိုတော့အားလုံးပဲဘိုင်ဘိုင်ပါနောက် video ဝင်တွေ့ပါမယ်